ကာကြောကိုအသေးအံဘောမှာသူတို့ကဥပဒေကိုနားမလည်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြောထားပြီးသားသူကကာကြောဟိုလားတမရကိုတမရခန့်မှုဆိုတာကလွယ်ခန့်လို့မရဘူးတမရကိုခန့်တာဘုတ်အဖွဲ့ရခန့်ဘုတ်အဖွဲ့ရခန့်တာဒါပေမဲ့တမရကိုခန့်ဖို့ဘုတ်အဖွဲ့ရခန့်တယ်ဆိုမှတမရ3ယောက်ကိုအရင်ရွေးရတယ်ပြည်သူ့လွှတ်တော်ကတမရဒုတိယတမရတယောက်အရင်ရှာရတယ်ပြီးသွားလို့ရှိရင်အမျိုးသားလွှတ်တော်ကဒုတိယတမရတယောက်အရင်ရှာရတယ်ပြီးရင်တမတော်သားကိုယ်စားလှယ်တွေကနေပြီးဒုတိယတမရတယောက်ရှာရတယ်အဲ့ဒီအားလုံးဒုတိယတမရ3ယောက်ထဲရမှာတမရရွေးချယ်ဘုတ်အဖွဲ့ရနေပြီးတော့ဒီအခုလိုအချိန်ခါကြီးမှာအရေးချင်းရှိဆုံးနဲ့ပြေဝဆုံးစွမ်းရည်ရှိတဲ့တမရအရေးချင်းနဲ့ကိုက်ညီတဲ့တယောက်ကိုအဲ့ဒီဒုတိယတမရ3ယောက်ထဲရမှာတယောက်ကိုတမရရွေးချယ်ဘုတ်အဖွဲ့ကပြန်ရွေးရတာဒီတိုင်းရွေးလို့မရဘူးဒါကြောင့်မလို့ကာကျုပ်ကိုဒီကာကျုပ်ကိုရွေးမယ်ဆိုရင်တော့ဘာမှလုပ်လို့မရသေးဘူးပြည်သူ့လွှတ်တော်ပေါ်လာအောင်ပါပြည်သူ့လွှတ်တော်တွေရတယ်ပြီးတော့ဝန်ကြီးတွေပါတယ်အကုန်လုံးပြီးသွားမှတမရအောင်နောက်ဆုံးရွေးတာအဲ့တော့ပြည်သူ့လွှတ်တော်ကတယောက်မျိုးသားလွှတ်တော်ကတယောက်တမတော်ကိုယ်စားလှယ်တယောက်ဒုတိယတမရ3ယောက်ထဲရမှာဘုတ်ဖွဲ့ကပြန်ရွေးရတာမို့လို့ဒီအဲ့လိုကာကျုပ်ဟိုတမရတယောက်ကိုလွယ်ကူခံမှန်းလို့လည်းမရဘူးဖြစ်ရှင်လို့လည်းမရဘူးကျွန်တော်ပြည်သူတိုင်းကတော့ဖြစ်စေခြင်းတယ်ဘောအရမ်းမှပြီးတော့ဖြစ်စေခြင်းတယ်ဖြစ်စေခြင်းလို့နှစ်ကြောင်းတွေပေးတယ်ဒါပေမဲ့ဘလို့မှမဖြစ်နိုင်ဘူးလေပြည်သူ့လွှတ်တော်တက်လာမယ်ကိုယ်စားလှယ်တွေကခန့်ချင်မှခန့်ပါလေပြည်သူ့လွှတ်တော်ကတယောက်ရွေးပါလေသူတို့ရွေးတဲ့အထဲမှာကာကျုပ်ပါခြင်းမှပါမှာအဲ့ဒါမှဗိုလ်ချုပ်ကြီးယူသွားလည်းဖြစ်နိုင်တယ်ဗိုလ်ချုပ်ကြီးများထုံးလည်းဖြစ်နိုင်တယ်နော်ဟုတ်တယ်ကာကျုပ်လည်းပါနိုင်တယ်ဒါပေမဲ့သူတို့အားလုံးဘုတ်ဖွဲ့ရွေးတဲ့ခါကျလို့ရှိရင်သူတို့ကြိုက်တဲ့သူတယောက်ရွေးမှာကာကျုပ်ကလွယ်လွယ်ကူတမရမဖြစ်နိုင်ဘူးဥပဒေမှာပါထားပြီးသားဟုတ်တယ်ဥပဒေကိုနားမလည်ပဲစွတ်ဆက်ဘောမှကြတယ်ညာပဲကန်ဆောင်ထားတာဟုတ်ညာနဲ့ပဲကန်ဆောင်ပြီးသွားတာဘောင်ကျွင်းနေရသွားတာသူကဘောင်ကျွင်းနေရတာဘောင်ပြင်မှာမထွက်ဘူး